ချန်ပီယံလိဖလားကိုရယူပြီးအသင်းသမိုင်းကြောင်းကိုပြောင်းလဲဖို့တောင်းဆိုခဲ့တဲ့အာတီတာဒီကနေ့ညနေစတင်ပြီးတော့ဒီအာဒီရဲ့ချန်ပီယံလိပွဲစဉ်တွေစတင်ကစားကြတော့မှာဖြစ်ပြီးတော့ဆိုပါပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့အတွက်ရေပန်းစားနေခဲ့တဲ့အာဆင်အသင်းကတော့ဒီနေ့ညမှာစပိန်ကလပ်ဘီဘာအိုအသင်းနဲ့ဝေးကွင်းပွဲစဉ်ကိုရှင်ပြိုင်ကစားသွားတော့မှာဖြစ်ပါတယ်အာဆင်အသင်းကပြီးခဲ့တဲ့နှစ်ဘောလုံးညာသီကဆီဖိုင်နယ်အဆင့်ထိရောက်ရှိခဲ့မဲ့ချန်ပီယံဖြစ်သွားခဲ့တဲ့ PSG အသင်းကိုအရှုံးပေးခဲ့ရပြီးဘိုလ်လူပွဲနဲ့လွဲချော်သွားခဲ့ရပါတယ်အာဆင်ရဲ့ချန်ပီယံလိဖလားကန်ခေနဲ့ဆူလာတစ်လုံးလုံးဖြစ်နေခဲ့တာပါသူတို့အသင်းသမိုင်းလျှောက်ချန်ပီယံလိဖလားကိုတစ်ကြိမ်တစ်ခါမှရယူနိုင်ခြင်းမရှိသေးပဲချန်ပီယံဆုနဲ့လက်တကန်လိုမှအချိန်ကြီးလွဲချော်ထားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဘောလုံးညာသီမှာတော့ချန်ပီယံလိဖလားကိုရယူပေးဖို့အာဒီတာကသူ့ရဲ့ကစားမတွေကိုတောင်းဆိုသွားခဲ့လို့သိရပါတယ်။အာဆင်အသင်းအာဒီတာကချန်ပီယံလိဖလားနဲ့အတူကလပ်သမိုင်းကိုပြောင်းလဲဖို့ကစားမတွေကိုတောင်းဆိုခဲ့ပါတယ်။အာဆင်အသင်းကချန်ပီယံလိလီဖေ့စ်အဖွင့်ပွဲစဉ်ဖြင့်ဒီနေ့မှာဘီဘာအိုအသင်းနဲ့အဝေးကွင်းပွဲစဉ်စတင်ကစားသွားတော့မှာဖြစ်ပါတယ်။အဲ့ဒါပြင်သူကချန်ပီယံလိပြိုင်ပွဲမှာကြာရှုံးနေတာဟာဖီယာတစ်ခုလိုဖြစ်နေလို့လည်းဝန်ခံခဲ့ပါတယ်။အာဆင်အသင်းကအင်္ဂလိပ်ချန်ပီယံ73ကြိမ်ဖြစ်ခဲ့ပေမဲ့ချန်ပီယံလိဖလားကိုတစ်ကြိမ်မှစကူးနိုင်ခြင်းမရှိခဲ့ပါဘူး။2005-2006ရာသီကအမြင့်ဆုံးဒုတိယကြိမ်သာရခဲ့ပြီးတော့ဆီဖိုင်နယ်ကိုတော့3ကြိမ်ရောက်ရှိခဲ့ပြီးပါတယ်။အင်္ဂလန်ကလပ်တွေထဲမှာလီဗာပူးအသင်းက6ကြိမ်၊မန်ချက်စတာယူနိုက်တက်က3ကြိမ်၊ချယ်ဆီနဲ့ဒေါ်တန်ဖော်ရက်စ်က2ကြိမ်စီစကူးထားခဲ့ကြပြီးအက်ဆင်ဗီလာနဲ့မန်စီးတို့က2ကြိမ်စီချန်ပီယံဖြစ်ထားခဲ့ပြီးတာဖြစ်ပါတယ်။